အားလုံးပဲမင်္ဂလာပါရှင်ဆရာမတော့ကြားမြင်ဆရာမလေးအောင်မွေဖြစ်ပါတယ်ရှင်နော်ဒီနေ့ကတော့တနင်္ဂနွေသားသမီးများရဲ့ဟောစတာလေးကိုလာရောက်ဟောပေးတာပါအဲ့တော့တနင်္ဂနွေသားသမီးမှန်ရင်ဆရာမလေးကိုအသေးလေးတွေပေး like and share လေးတွေလုပ်သွားပေးပြီးတော့ဆရာမလေးရဲ့ဟောစတာလေးကိုနားဆင်ပေးပါလို့ဆရာမမေတ္တာရခံချင်ပါတယ်ရှင်။ဘာဖြစ်လို့လဲဆိုရင်လက်ပိတ်ကပိတ်စီးပွားပိတ်နေတဲ့လူတွေတောကများနေတဲ့တနင်္ဂနွေသားသမီးလေးတွေအတွက်ကိုဆရာမကရာတရားလေးတွေနဲ့လေးလပိုင်းထဲမှာပြုလုပ်ရမယ့်ရာတရားလေးတွေနဲ့ကံကောင်းကံပွင့်အောင်ဘယ်လိုလုပ်ရမလဲဟိတ်ဆိုတဲ့အရာလေးတွေကိုလာရောက်ပြီးတော့ရာတရားလေးတွေတင်ပေးပြီးပြောပြပေးမှာဖြစ်တဲ့အတွက်ကြောင့်မလို့เนาะအဲ့တော့တနင်္ဂနွေသားသမီးမှန်တယ်ဟိတ်ဆိုရင်ဆရာမလေးကိုအသေးလေးတွေပေး like and share လေးတွေလုပ်သွားပေးပါဆရာမထိုင်းနိုင်ငံမှာနေပါတယ်ရှင်เนาะအဲ့တော့တနင်္ဂနွေသားသမီးများစုရဲ့စိတ်ကိုဖတ်ပေးပါဟဲ့ဘဝကိုဖတ်ပေးပါဟဲ့ဆိုလို့ရှိရင်တော့တနင်္ဂနွေသားသမီးတွေမြန်အကုန်လုံးကတော့ဘယ်လိုပြောမလဲဟဲ့ဆိုရင်ဘဝမှာထပ်ခဲကြမ်းထမ်းခဲ့ရတတ်တယ်တဲ့နော်ငယ်စဉ်ကာလကတည်းကသူတို့ကလောက်ကင်နဲ့ပတ်သက်ပြီးမနာမနေလောက်ရတတ်တယ်အလုံးမရှိရင်လည်းမနေတတ်မနိုင်တတ်တဲ့လူမျိုးလေးတွေဖြစ်တတ်တယ်ဘဝမှာအပန့်အပြန်ကြိုက်တတ်တယ်ပွင့်လင်းတာမျိုးလေးတွေကိုသူတို့ကသိပြီးတော့မရှိဘူးဘယ်လိုပြောမလဲဆိုအေးအေးဆေးဆေးနဲ့ငြိမ်ငြိမ်ချမ်းချမ်းနေချင်တတ်တဲ့ပြဿနာတစ်ခုကိုတယောက်တည်းချိန်မိတ်ပြီးခံစားတတ်တယ်ဝမ်းနဲ့တောကောင်းမှုတွေကိုတယောက်တည်းချိန်မိတ်ပြီးခံစားတတ်တယ်ရှင်နော်သူတို့ကဘဝမှာဘာတွေလိုအပ်လဲဆိုရင်ငြိမ်းချမ်းမှုနဲ့အေးဆေးမှုနဲ့စိတ်ချမ်းသာပြီးတော့ကိုကျမ်းမာပြီးနေရတာကိုကြိုက်နေတတ်တယ်ပြီးလို့ရှိရင်မိသားစုပေါ်မှာသူတို့ကကုညီဖေးမနိုင်တဲ့လူတယောက်အရန်ကိုဖြစ်ရှင်တတ်ပါတယ်ရှင်မိသားစုပေါ်မှာဟဲ့ဆိုအနစ်နာလဲခံတတ်တယ်ကုညီလဲပေးတတ်တယ်ဒါပေမဲ့သူတို့မှာတစ်ခုရှိတာကဘာလဲဟဲ့ဆိုတနင်္ဂနွေသားသမီးတွေကဘူးဆိုဖယုံမသိတော့ဘူးစိတ်ကြီးတတ်တယ်နေထိုင်အေးတတ်တဲ့လောက်စိတ်ကြီးတတ်တဲ့အညှိုးကြီးတတ်တယ်နော်ခွင်းလွတ်ပြီးဟဲ့ဆိုရင်လည်းသူများနဲ့မတူအောင်ကိုအတိုင်းထန်လွန်တဲ့အထိခွင်းလွတ်တတ်တယ်ဒါပေမဲ့ခွင်းလွတ်လို့မနိုင်တော့ဘူးဆိုလို့ရှိရင်အဲ့ဒီလူကိုသူတို့ကသူများလူမျိုးသူများတို့လူမျိုးတော့သွားပြီးတော့ရံဖြစ်မှာမဟုတ်ဘူးနင်လားငါလားဖြစ်မှာမဟုတ်ဘူးအဲ့လူရဲ့မျက်နှာဘက်ကိုလုံးဝလှည့်မကြည့်တော့တဲ့လူမျိုးဖြစ်ပါတယ်ရှင်ကိုချတာပေါ်ကိုရက်တီးရတာကိုကြိုက်တတ်တယ်သူများမှမျက်နှာငယ်ရတာကိုမကြိုက်တတ်ဘူးကိုရဲ့မိသားစုညီကိုမောင်နှမမိဘတွေဘလောက်ပဲချမ်းသာနေပါစေကိုလုံးလို့စားရတဲ့ထမင်းတလုပ်ကိုပဲတန်ဖိုးထားတတ်တဲ့လူမျိုးလေးတွေဖြစ်ပါတယ်တဲ့နော်ဘဝမှာသူတို့တွေကရီမန်းချက်မျောလင်းချက်ကြီးမားတတ်တယ်လုပ်ငန်းကိုင်ငန်းနဲ့ပတ်သက်ပြီးဝိရိယကောင်းတတ်တယ်တခုဆိုးတာကဘာလဲဟဲ့ဆိုလို့ရှိရင်သူတို့ကတခုဆိုးတာကနည်းနည်းကောင်းမှတတ်တယ်တဆွတ်တို့တဆွတ်ကဆန်တတ်တဲ့စိတ်ကလေးတွေရှိတတ်တယ်သူတို့စိတ်နဲ့သူတို့ကိုပဲလှုပ်သွားမယ်ဒါပေမဲ့လည်းဖြစ်လာတဲ့ရလတ်ကိုတယောက်တည်းပဲကျိမ့်မိတ်ပြီးခံစားမယ်တယောက်တည်းပဲကျိမ့်မိတ်ပြီးဖြည့်ရှင်းမယ်ဟဲ့ဆိုတဲ့လူစားမျိုးလေးတွေဖြစ်တယ်တဲ့နော်ဝမ်းနဲ့ပြီးဟဲ့ဆိုလဲတယောက်တည်းပဲငိုနေရတတ်တယ်တဲ့သူတို့ကသူများကိုရင်ဖွင့်တာမျိုးလေးတွေမကြိုက်တတ်ဘူးဘာဖြစ်လို့လဲဆိုရင်သူတို့ရင်ဖွင့်ခဲ့တဲ့အချိန်တွေကလည်းအများကြီးရှိခဲ့ပါတယ်အဲ့ဒီသူတို့ရင်ဖွင့်လိုက်တဲ့လူတွေကပဲသူတို့ကိုဘယ်လိုပြောမလဲပေါက်ချစေတယ်ပေါ့နော်အဲ့လိုမျိုးတွေကြောင့်သူတို့ကပို့ပြီးကြောက်ပါတယ်တဲ့မိသားစုရေးထဲမှာကြံတဲ့အပြင်ဘန်းမှာကြာလို့ရှိရင်သူတို့ကအေးအေးဆေးဆေးပဲဒါပေမဲ့မိသားစုကြားထဲမှာဟိတ်ဆိုလို့ရှိရင်တော့သူတို့ကအမြဲတမ်းနေနာခံပြီးအရှုံးပေးနေရတတ်တယ်ဒါပေမဲ့လည်းပဲတစ်ခါတလေဆိုရင်ဒေါသထွက်လာပြီးဟိတ်ဆိုရင်လည်းဘသူမှဂယုမဆိုင်ပဲဒလဟောပြောချလိုက်တတ်တယ်အဲ့လိုစိတ်မျိုးလေးတွေတော့ရှိတယ်တနင်္ဂနွေသားသမီးတွေကနော်အဲ့တော့လုပ်ငန်းကိုင်ငန်းနဲ့ပတ်သက်လို့ရှိရင်ဘယ်နေရာတော့တထင်းတွေဘာတွေမကြိုက်ဘူးဟဲ့ဆိုတာမရှိဘူးသူတို့တောင်းတော့သူတို့နိုင်အောင်ထမ်းတတ်တဲ့စိတ်ကလေးတွေရှိတယ်မပြင်းကြီးတတ်ဘူးအဲ့တော့တနင်္ဂနွေသားသမီးတွေကအလုံးမရှိရင်ကိုမနေနိုင်တာနော်အလုံးမရှိရင်အပင်ပေါ်ကရွက်ကွာစားလှုပ်ချပြီးလှဲနေမယ်ဆိုတဲ့လူစားမျိုးလေးတွေပါအဲ့တော့အချစ်ရည်နဲ့ပတ်သက်ပြီးဟဲ့ဆိုသူတို့ကအနည်းဆုံး3ချိန်လောက်အသေးကွဲအောင်ပါ3ချိန်လောက်ပဲကွဲပြီးမှအိမ်အောင်ရင်းနဲ့ပတ်သက်ပြီးအဆင်ပြေမှာတဲ့။ဘာကြောင့်လဲဆိုရင်သူတို့ချစ်တဲ့လူပေါ်မှာသူတို့အမြဲတမ်းအနစ်နာခံအရှုံးပေးတဲ့လူမျိုးလေးတွေဖြစ်တဲ့အတွက်ကြောင့်မလို့ပါရှင်။အဲ့တော့ဒီ၄လပိုင်းထဲကိုရောက်ပြီးဟေးဆိုတာနဲ့သူတို့ရဲ့စိတ်တွေကမတင်မကြဖြစ်တတ်တယ်။မတင်ကြဘူးဆိုတာအလုပ်ငန်းကိုင်ငန်းနဲ့ပတ်သက်ပြီးငါဘယ်လိုရှေ့ဆက်ရင်ကောင်းမလဲလုပ်ငန်းကိုင်ငန်းထဲမှာကိုယ့်ကိုမနာလို့တွန်းတိုက်နေတဲ့လူတွေကိုပဲငါအရှုံးပေးပြီးထွက်သွားရမလားရှေ့ဆက်ပြီးအနိုင်ယူပြီးပဲငါခက်ပြုံဝဲနေပဲအလုပ်လုပ်နေရင်ကောင်းမလားဆိုတဲ့တွေ့ဝေစိတ်တွေများနေတတ်တယ်အထူးသဖြင့်ဆရာမပြောချင်တာကတော့၄လပိုင်းထဲမှာတနင်္ဂနွေသားသမီးတွေကမတည်ငြိမ်ဘူးစိတ်တွေအယမ်းလေတတ်တယ်နော်လုပ်ငန်းကိုင်ငန်းထဲမှာလည်းတောကရောက်နေရတယ်လို့ငွေရေးကြေးအကြောင်းနဲ့ပတ်သက်ပြီးလည်းတော်တော်လေးငွေရေးကြေးအခက်ခဲလေးတွေကြုံရတတ်တယ်တဲ့နော်တနင်္ဂနွေသားသမီးတွေကအလုပ်ငန်းကိုင်ငန်းနဲ့ပတ်သက်ပြီးလုပ်နေတဲ့လူတွေဟဲ့ဆိုရင်အဲ့ဒီလုပ်ငန်းကိုင်ငန်းကိုရှေ့ဆက်ရင်ကောင်းမလားပြစ်ချခဲ့ရင်ကောင်းမလားငါရဲ့စိတ်ချမ်းသာမှုပဲယူရင်ကောင်းမလားမဟုတ်ပဲနဲ့ပဲအားလုံးအတွက်ငါပဲအနစ်နာခံနေရင်ကောင်းမလားဆိုတဲ့စိတ်မျိုးလေးတွေရှိနေတတ်တယ်ဘာကြောင့်လဲဆိုရင်တနင်္ဂနွေသားသမီးတွေက
Nina can be his a sonti Nina can there, Thingy can be his in a sonti thingy can there, damn it, to root that, to root chit and meet us who poor we double had it. Edo, the Ninka is out the media gado, but of your swing, Eddie do the attack Coco, chita labi his so that the Nico, the Gogan, Sanda labi his so that the name, no, Coco, a last song net. No, but wow, a tight kind of so that can a shimpana, popido, a simple balling machine. To meow that Nina can be a culum, a colo over, to row at a evasion, loading my haste on a boa, and Yankamu Machibulu, Sama Biochimade, Edo. Lila by the man, low you are a Yalidiga, Yadia Lidiga, she no Martina, their sequel, same be that long Anganio, lap by campaign that do the Acolongo bono, the Lila by time I haste so that Satayanima Saluba. No, Satayanima Salawamana, Bale solution. Moja Sibe Pepe, Mo Longi Bobe, Eddie Mo the Mugo, low you may, Mocho Bono, Mocho the Mugo, low you may, being Sata Cook Bono, Sata Cook, Sata Lonely, Mo Longi was Sata Lonely Yare, most of you Sata Dongle Yare. I love you Sata Google, Payama Lubeba, Payana Sata Town, Muira Sata Town, Below she, Onyo. No, on your tenure you be off, Payama Kaluba, Pido Payato is set that Qualayare, set that Zonlayare, Adalibu, Payama Kalubuzo, Biba, that's when she do it, a colon lapping campaign la baleme, good at Tida Ludigo, Tayo came on the bono, Tayo came on a count show, Biba, Coco Nile Shoba, a can't long win at the Papian Biba, Adahiso, Net Tama, Picket and Yiki, a call lobby, Netema. ကောင်းတဲ့ရလဒ်တွေရလာနိုင်မယ်ရှင်เนาะအဲ့လိုမျိုးလေးလပိုင်းထဲမှာဟိဆိုတာဆရာမပြောချင်တာကကိုယ်စိတ်ကိုလုံးဝအဲ့လိုမလိုက်ပါနဲ့เนาะတခုခုဆိုရင်ပွင့်လင်းပါကိုယုံကြည်ရတဲ့လူနဲ့တိုင်ပင်ပြီးလုပ်ပါရှင်ဘာကြောင့်လဲဆိုလေးလပိုင်းထဲမှာတနင်္ဂနွေသားသမီးတွေကစိတ်ရက်ဘုံကြတယ်အတွက်ကြောင့်မလို့ဘာမှတွေးလို့မရဘူးဘာမှလုပ်လို့မရတဲ့အနေအထားမျိုးခေါင်းရှုပ်တယ်စိတ်ညစ်တယ်ဝမ်းနည်းတယ်သောကရောက်တယ်ဒါတွေကိုပဲသူတို့ကဥစားပေးပြီးဖြစ်နေတတ်တယ်တဲ့เนาะအဲ့တော့တနင်္ဂနွေသားသမီးတွေရလက်ကပါလဲဟိဆိုအလောက်ကင်နဲ့ပတ်သက်ပြီးအဆင်ပြေတည်ပဲရှိရှိဒီလေးလပိုင်းထဲမှာပေါ့ဆင်ပြေတည်ပဲရှိရှိငွေကြေးနဲ့ပတ်သက်ပြီးဆင်ပြေတည်ပဲရှိရှိအဲ့ဒီစိတ်ကအလွတ်လို့ညှိုးနွမ်းနေတာအလွတ်လို့ပင်ပန်းနေရတာတဲ့เนาะအဲ့တော့ခါကြတော့အဲ့ဒီစိတ်ကိုဘုံမိကြနေတဲ့စိတ်ကိုခုနဆရာမပြောတဲ့ຢာတရားလေးတွေနဲ့ပြန်ပြီးတော့ဖြည့်သွားပါအဲ့တော့တနင်္ဂနွေသားသမီးတွေကံပွင့်နေတာတော့4ရယ်8ရယ်6ရယ်အဲ့ဒီကဏ္ဍလေးတွေကိုထိုးမယ်ဆိုရပါတယ်နိုင်ငံရဲ့ကြောက်ထွက်မဲ့တနင်္ဂနွေသားသမီးတွေ4လပိုင်းထဲမှာဆိုလို့ရှိရင်တကြံလုံးမသွားပါလုပ်ငန်းကိုင်ငန်းနဲ့ပြောင်းမဲ့လူတွေကစเนาะဘယ်လိုပြောမလဲဟဲ့ဆိုလို့ရှိရင်စာမိုးပွဲတွေပါဖြည့်နေတဲ့လူတွေကစတိတကြံလွန်ပြီးတော့မှပဲအောင်မြင်မဲ့ထူးချွန်မဲ့လို့ပဲဆရာမမြင်ပါတယ်ရှင်ကဲအဲ့တော့ဆရာမစီမှာလက်ပွင့်ကံပွင့်ခြင်းတဲ့လူတွေလုပ်ငန်းကိုင်ငန်းအဆင်ပြေခြင်းနဲ့ချက်ကန်ထီကန်ကောင်းခြင်းနဲ့ဈေးဝယ်ကောင်းခြင်းနဲ့အချစ်ရေးအိမ်တော်ရေးနဲ့ပတ်သက်ပြီးကံကောင်းခြင်းနဲ့ဟိတ်ဆိုတဲ့လူတွေအဆောင်လေးတွေပူဇော်လို့ရပါတယ်ဆရာမထိုင်းနိုင်ငံတနိုင်ငံပဲပို့ပေးပါတယ်ဒီလထဲမှာအချစ်ရေးအိမ်တော်ရေးနဲ့ကိုလည်းတော်တော်လေးသိငြိခံထားပေးပါเนาะဘာကြောင့်လဲဆိုရင်ဒီ၄လပိုင်းထဲမှာအိမ်တော်ရေးအချစ်ရေးနဲ့ပတ်သက်ပြီးလမ်းခွဲရကိုင်းလေးတွေကြုံရတတ်ပါတယ်ရှင်နော်ကဲအားလုံးဆရာမတော့ဒီလောက်နဲ့ပဲဆုံးသတ်ပေးလိုက်ပါတယ်အသေးစိတ်ကိုစိတ်ကျင်တယ်ဆိုရင်ဆရာမရဲ့ TikTok account မှာ Facebook လေးရှိပါတယ်နော်အဲ့တော့ Facebook လဲမှာလာပြီးအသေးစိတ်ကိုမေးမြန်းလို့ရပါတယ်ရှင်အားလုံးပဲမင်္ဂလာပါရှင်စိတ်ကြမ်းပါရှင်ကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံပြီးတော့ငွေရေးကြေးရေးကအစအဖက်ဖက်ကဝင်ပြီးတော့တတ်ရှူတိုင်းငွေဝင်ပါစေလို့ဆရာမဆုတောင်းပေးပါတယ်ရှင်